လူယူကလေးတွေတော့ချက်ချင်းဖြစ်နေပြီမဲ့လူကြီးခေါင်းစားနေရတဲ့မိကုံးလေးခု10ရန်ကျောင်းသားတယောက်တော့မိနစ်20စဉ်းစားပြရတယ်ပြီအဲ့ဒီဘဲဒီလေးခုကိုမိတ်ဆွေတွေတိတ်စားပေးပါတယ်မိတ်ဆွေတို့ကရောဖြစ်နေမှာဘဲဒီတစ်ခုကိုစဉ်းစားချိန်ဆွေးစက်ကပေးမှာပါဒါမှလည်းစဉ်းစားချိန်မလောက်မှစိတ်မပူပါနဲ့ဗီဒီယိုကိုရပ်ပြီးစဉ်းစားလို့ရပါသေးတယ်ကဲဒါဆိုစလိုက်ကြအောင်နံပါတ်1ပြိုင်ပွဲကပြေးသမားသင်ဟာအပြေးပြိုင်ပွဲတစ်ခုမှာပါဝင်ရှင်ပြိုင်နေပါတယ်သင်ဟာဒုတိယနေရာလူကိုကြော်တက်သွားမယ်ဆိုရင်သင်အခုဘယ်နေရာကိုရောက်သွားပြီလဲဖြေကတော့ဒုတိယပါပဲဘာလို့ဆိုပထမလူကိုကြော်တက်မှသာပထမရမှာဖြစ်ပြီးဒုတိယနေရာလူကိုကြော်တက်တာဖြစ်လို့ပါနံပါတ်2ဘယ်နှလုံးရှိသလဲတဲ့မှာပန်းသီး3လုံးရှိပါတယ်အဲ့ထက်ကမှနှလုံးကိုတင်ယူလိုက်တယ်ဆိုရင်တဲ့မှာပန်းသီးဘယ်နှလုံးရှိမှလဲအဖြေကတော့နှလုံးပါဘာလို့ဆိုအဲ့ပန်းသီးနှလုံးကိုတင်ကိုယ်တိုင်ယူလိုက်တာဖြစ်လို့ပါပဲနံပါတ်3ပေါ့ပါတော့အရာဝေးတော့လို့ပဲအရင်ပေါ့ပါတယ်ဒါပေမဲ့ကဘာပေါ်မှာအတန်မာဆုံးလို့တော့ဒါကို9မိနစ်ထိပို့ပြီးအောက်ထားနိုင်စွမ်းမရှိပါဘူးအဲ့ဒါဘာဖြစ်မလဲအဖြေကတော့အသက်ရှူခြင်းပါနံပါတ်4ထူးဆန်းသောလတစ်နှစ်မှာဇန်နဝါရီလဆိုရင်30ရက်ရှိတယ်ဧပြီလဆိုရင်30ရက်ရှိတယ်ဒါဆိုဘယ်လမှာ28ရက်ရှိတယ်လဲအဖြေကတော့12လလုံးမှာရှိပါတယ်ဘာလို့ဆိုလတိုင်းမှာအနည်းဆုံး28ရက်ရှိလို့ဒီလိုခေါင်းစားစရာကောင်းတဲ့မိကုံတွေဘယ်ဟေးတွေကိုမိတ်ဆွေတို့အချက်နေသိရင်ကျွန်တော်အကောင့်လေးကို follow လေးလုပ်တော့ပေးကြပါ